အားလုံးပဲမင်္ဂလာပါဒီနေ့အတွက်သင်ခန်းစာကတော့ simple present tense အကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာဆိုရင် simple present tense ကိုဘယ်လိုအချိန်မှာသုံးရမလဲဘယ်လိုအကြောင်းအရာတွေကိုပြောချင်တဲ့အခါမှာသုံးရမလဲဆိုတဲ့အကြောင်းအရာတွေကိုအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်အောင် simple present tense တဲ့ simple present tense ကရိုးရိုးပြစ္ဆုတ်ပံကာလပါနော် so the simple present tense is used to describe the simple present tense ရိုးရိုးပြစ္ဆုတ်ပံကာလကို is used အသုံးပြုပါတယ် to describeဖော်ပြဖို့ရံပေါ့ဗာလီဖော်ပြဖို့လဲဆိုရင်နံပါတ်1ကိုကြည့်လိုက်အောင် general truths ရေပုံညအမှန်တရားပေါ့သူ့ကို universal truths လို့လည်းခေါ်တယ်ထာဝရအမှန်တရားလို့အဓိပ္ပာယ်ရပါတယ် things that are always true တဲ့အမြဲတမ်းမှန်ကန်နေသောအရာတွေပေါ့နော်ဘယ်တော့မှမပြောင်းလဲတဲ့အရာတွေဥပမာအပြင်ဆိုရင် the sun rises in the east နေကအရှိရကထွက်ပါတယ်တဲ့ဒါကဘယ်တော့မှမပြောင်းလဲတဲ့အမှန်တရားဖြစ်ပါတယ်သူရေပုံညအမှန်တရားလို့လည်းခေါ်တယ်ထာဝရအမှန်တရားလို့လည်းခေါ်တယ်အဲ့လိုအကြောင်းအရာတွေပြောချင်တဲ့အခါဆိုရင်လည်းပဲ simple present tense ကိုသုံးရပါတယ်လို့ဆိုလိုတာပါနံပါတ်2ရောက်တော့က habits and routines habits and routines habits ဆိုတာကအလေးအကျင့်ပေါ့နော်အလေးအကျင့် routines ဆိုတာကပုံမှန်လှုပ်ဆောင်နေကြအလုပ်တွေကိုပုံမှန်လှုပ်ဆောင်နေကြအရာတွေကို routines လို့ပြောတာပါဆိုတော့ habits and routine အလေးအကျင့်နဲ့ပုံမှန်လုပ်နေကြအရာတွေ things we do regularly ကျွန်တော်တို့ပုံမှန်လုပ်နေတဲ့အရာတွေလို့အဓိပ္ပာယ်ရတယ်အဲ့လိုအကြောင်းအရာတွေကိုပြောရှင်လည်းပဲဒီ simple present tense ကိုသုံးရတယ်လို့ဆိုလိုတာဖြစ်ပါတယ်ဥပမာအပြင်ဆိုရင် I brush my teeth every morning I brush my teeth ကျွန်တော်ကသွားတိုက်ပါတယ် every morning မနက်ခင်းတိုင်းကျွန်တော်ကသွားတိုက်ပါတယ်လို့ဆိုလိုတာဖြစ်ပါတယ်ဆိုတော့နောက်ထပ်တစ်ခုနံပါတ်3ရောက်တော့ permanent situation permanent situation ဆိုတာကအချိန်တော်တော်ကြာတည်ရှိနေတဲ့အရှိနေနော်သူကအချိန်ကာလအတော်တန်ကြာမပြောင်းလဲပဲတည်ရှိနေတဲ့အရှိနေကို permanent situations လို့ဆိုလိုတာပါသူကတည်မြဲတဲ့အရှိနေတွေမှာလို့လည်းအဓိပ္ပာယ်ရပါတယ် first of things that do not often change first အမှန်တရားတွေ or things အရာတွေပေါ့နော် that do not often change မကြာခဏ do not often change မကြာခဏပြောင်းလဲလိမရှိတော့ပါပဲဒါခဏပြောင်းလဲလိမရှိတဲ့အရာတွေဒါမှမဟုတ်ရင်အမှန်တရားအချက်လက်တွေကိုပြောချင်တဲ့အခါမှာဆိုရင်လည်းပဲ simple present tense ကိုသုံးပါတယ်လို့ဆိုလိုတာပါဥပမာကိုကြည့်လိုက်မယ် she lives in Yangon သူမကရန်ကုန်မှာနေထိုင်ပါတယ်လို့ဆိုလိုတာဖြစ်ပါတယ်သူမရန်ကုန်မှာနေတာကြာလာပြီမပြောင်းမနေတာပေါ့နော်အဲ့လိုအဓိပ္ပာယ်ရတယ်နောက်တစ်ခုကြည့်လိုက်အောင် number 4ရောက schedules and timetables schedule ဆိုတာကအချိန်အစီအစဉ်နောက်ပြီးတော့ timetable ဆိုတာကအချိန်ဇယားတွေပေါ့နော်အချိန်ဇယားတွေအချိန်အစီအစဉ်တွေအကြောင်းကိုပြောချင်တဲ့အခါမှာလည်းပဲဒီ simple present tense ကိုပဲသုံးရတယ်ပေါ့ fixed plan ဆိုတာကဒါအတည်တကျအစီအစဉ်ပေါ့နော် especially with transport school work etc especially အထူးသဖြင့် with transport ဆိုသယ်ယူပို့ဆောင်ရေးကားတို့ရထားတို့ကိုဆိုလိုတာဖြစ်ပါတယ် school ဆိုတာကျောင်းဆင်းချိန်ကျောင်းတက်ချိန်တွေကိုပြောတာပေါ့နော် work အလုပ်ချိန်အလုပ်စတဲ့အချိန်အလုပ်ဆင်းချိန်စသဖြင့်အဲ့ဒါတွေအကြောင်းကိုပြောချင်တဲ့အခါမှာလည်းပဲဒီ simple present tense ကိုသုံးရပါတယ်ပေါ့ဆိုတော့ဥပမာလေးကြည့်လိုက်မယ် the train leaves at 6 pm ယထာကညနေ6နာရီမှာထွက်ခွာပါတယ်စတင်ထွက်တယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒီလိုအကြောင်းအရာတွေပြောချင်တဲ့အခါမှာဒီ simple present tense ကိုသုံးရပါတယ်ပေါ့ဒီလေးချက်လေးကိုတော့ဒါအလွတ်ရအောင်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့စာကြောင်းတိဆောက်ပုံလေးကြည့်လိုက်အောင်ဒီစာကြောင်းတိဆောက်ပုံကတော့ informative positive sentence ပေါ့ဒါရိုးစာကြောင်းကိုပြောတာဖြစ်ပါတယ်ရိုးစာကြောင်းမှာဆိုရင် subject plus base verb ဆိုတာကသူကမူရင်း verb ကိုဆိုလိုတာပါ verb ကမူရင်း verb ကိုဆိုလိုတာ the subject plus verb ပေါ့သူ add s or es for he she it he တို့ she တို့ it ဆိုတဲ့ he she it ဆိုတဲ့ singular subject တို့ဆိုရင် verb မှာ s ရပေါင်းပြရပါမယ်လို့ဆိုလိုတာဖြစ်ပါတယ်ဥပမာစာကြောင်းလေးကြည့်လိုက်အောင် he plays football သူဘောလုံးကစားတယ်ပေါ့နော် he ဆိုတာ singular subject ဖြစ်တဲ့အတွက်ကြောင့်မလို့ play ဆိုတဲ့ verb မှာ s လေးပေါင်းထည့်ပေးရတာဖြစ်ပါတယ်ဆိုတော့မှ2က negative sentence အငြင်းစာကြောင်းဆိုတော့ကအငြင်းစာကြောင်းမှာဆိုရင် subject plus do does not base verb subject ရဲ့ပြီးတော့ do does ဒီ plural subject အတွက်ဆိုရင် do နဲ့အကူကရိယာကို do ကိုထည့်ရမှာပေါ့နော်ဒီ singular subject အတွက်ဆိုရင် does ကိုထည့်ရမှာပေါ့ဆိုတော့ subject plus do does not plus base verb ဒါကအငြင်းစာကြောင်းအတွက်စာကြောင်းတိဆောက်ပုံပေါ့ဆိုတော့ဥပမာလေးကိုကြည့်လိုက်အောင် he does not play football သူကဘောလုံးမကစားပါဘူးပေါ့နောက်တစ်ခု question ဆိုတဲ့မေးခွန်းစာကြောင်းဆိုရင် do သို့မဟုတ် does ကိုရှေ့ထုတ်မယ်ပြီးရင် subject plus verb အစဉ်လိုက်ပဲဆိုတော့ဥပမာစာကြောင်းလေးကြည့်လိုက်မယ် does he play football သူဘောလုံးကစားပါသလားလို့မေးတာဖြစ်ပါတယ်ဒါဆိုဒါက simple present tense ရဲ့စာကြောင်းတိဆောက်ပုံဖြစ်ပါတယ်ဆိုတော့ keyword လေးကိုဆက်ကြည့်လိုက်အောင် keyword ဆိုတာကဒါအဓိကစကားလုံးပေါ့ဒီ simple present tense နဲ့အဓိကတွဲသုံးတဲ့စကားလုံးတွေလို့ဆိုလိုတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာဘာတွေပါမလဲဆိုတော့ always အမြဲတမ်း usually များသောအားဖြင့် often
မကြာခဏ sometimes တခါတည်း never ဘယ်တော့မှ every day every week every day နေ့စဉ်နေ့တိုင်း every week အပတ်တိုင်းပေါ့နော် on Mondays and on weekends on Mondays ဒီမှာထူးဆန်းတာလေးတခုက Mondays မှာ s လေးပါတယ်ဒါကတော့ထည့်မှတ်စရာတစ်ခုပေါ့ထပ်ပေါင်းမှတ်စရာတစ်ခုပေါ့ Mondays မှာ s ပါတယ်ဆိုတော့ every Mondays လို့ဆိုလိုတာဖြစ်ပါတယ် every Monday ပေါ့နော်ဆိုတော့ဒီလိုပါပဲကျန်တဲ့ရက်တွေမှာလည်းပဲ s ပါနေဆိုရင်သူက every အစားကို s ထည့်ထားတာဖြစ်ပါတယ်Mondays မှာ s မှာ every Monday ပေါ့ဆိုတော့နောက်တစ်ခုက on weekends weekend မှာလည်းအတူတူပဲ weekend ဆိုတော့စနေတနင်္ဂနွေကိုပြောတာအဲ့မှာ s လေးထည့်ထားရဆိုရင် every weekend လို့အဓိပ္ပာယ်ရပါတယ်ဒါကအပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်းပေါ့နောက်တစ်ခု in the morning မနက်ခင်းတိုင်း at night in the morning မနက်ခင်းမှာပေါ့ at night ညအခါမှာ once a week ကတစ်ပတ်ကိုတစ်ကြိမ်လို့ဆိုလိုတာဖြစ်ပါတယ် twice a month ကတစ်လမှာနှစ်ကြိမ်လို့အဓိပ္ပာယ်ရပါတယ်ဆိုတော့ဥပမာစာကြောင်းလေးတွေကြည့်လိုက်အောင် simple present ဥပမာစာကြောင်း10ခုပေးရတယ်အဲ့ဒါလေးတွေပါလို့ဆို I wake up at 6 am every day ကျွန်တော်မနေ့ကင်း6နာရီတိုင်းမှာအိပ်ရာနိုးပါတယ်လို့ဆိုလိုတာဖြစ်ပါတယ်မှာ every day ဆိုတဲ့စကားလုံးသူက keyword တဲ့ every day ဆိုတဲ့စကားလုံးနောက်တစ်ခုက she goes to school by bus ဒါပုံမှန်လောက်တာပေါ့ she goes to school သူကသူမကကျောင်းသွားပါတယ်ပေါ့ by bus ဆိုတော့ bus ကားနဲ့ကျောင်းသွားပါတယ်နောက်3က they play football on Sundays they play football သူတို့ကဘောလုံးကစားတယ် on Sundays တနင်္ဂနွေနေ့တိုင်းသူတို့ဘောလုံးကစားကြပါတယ် The sun rise in the east ဒါရှိမှပါခဲ့တဲ့ဥပမာဖြစ်ပါတယ် The sun rise in the east နေကအရှိရကထွက်ပါတယ်ပေါ့ဆိုတော့သူကဘယ်တော့မှမပြောင်းလဲတဲ့ထာဝရအမှန်တရားပေါ့နော် Number 5က My father drink coffee every morning အဖေကမနက်ခင်းတိုင်း coffee တောက်ပါတယ်ဒါပုံမှန်လုပ်နေကြလို့ကိုဆိုလိုတာဖြစ်ပါတယ် He teaches English at a high school သူက teaches English စာသင်ပါတယ်ပေါ့အဲ့ဒါ high school ဆိုတော့အထက်တန်းကျောင်းတစ်ခုမှာသူက English စာသင်ပါတယ်ပေါ့The train arrives at 10 o'clock. The train မီးရထားက arrives ရောက်ရှိပါတယ်ဆိုက်ရောက်ပါတယ် at 10 o'clock ဆိုတော့က10နာရီမှာ10နာရီဆိုရင်ရထားကဆိုက်ရောက်လေးရှိပါတယ်လို့ဆိုလိုတာဖြစ်ပါတယ် Now we study English every evening. We study English ကျွန်တော်တို့က English စာလေ့လာပါတယ်ပေါ့ every evening ညနေခင်းတိုင်းမှာ English စာကိုလေ့လာပါတယ် It rains a lot in July. ဇူလိုင်လမှာမိုးအများကြီးရွာပါတယ်နောက်တစ်ခုက cats like milkကြောင်တွေကနွားနို့ကြိုက်ပါတယ်ဆိုပြီးတော့ဒါတွေကဘာလဲဆိုရင် simple present tense အတွက်ဒါဥပမာစာကြောင်းတွေဖြစ်ပါတယ်ဒါဆိုရင် simple present tense နဲ့ပတ်သက်ပြီးတော့ဘယ်လိုအချိန်တွေမှာသုံးရမလဲဘယ်လိုစာကြောင်းတွေမှာသုံးရမလဲဆိုတော့ကိုအားလုံးနားလည်ကြမယ်လို့ထင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ